မွေးဖွားဖို့ဇီရိတ်ထဲကနေစကိုင်းတီတကူတကာသွားရောက်ပြီးတော့350လူတန်းခဲ့တဲ့ဖက်တီမာပရိသတ်ကြီးဖက်တီမာကိုတော့ပရိသတ်ကြီးတို့အားလုံးသိကြမှာပါနော်သူရဲ့တမယာသည့်ချစ်မောင်းကြောင့်လူသိများလာခဲ့ပြီးတော့ရောင်းအားကောင်းလာခဲ့ပါရီမကြသေးမီကဖက်တီမာရဲ့ချစ်မောင်းကိုမနာလိုသူတွေက FDA နဲ့မညီညွတ်ဘူးပြောပြီးတော့တိုင်ကြားခဲ့လို့ရောင်းခွေပိတ်ခံထားရတာဖြစ်ပါရီသူမမလာ28ရက်နေ့မှာလှုပ်ခတ်သွားခဲ့တဲ့ငလင်းတွေမုံမြတ်တဲ့အလှတစ်ခုကိုပြုလုပ်ခဲ့ပြီးသူမရဲ့ဘိုက်ထဲကမွေးလာမယ့်ကလေးလေးတွေကုသိုလ်ရအောင်လုပ်ပေးခဲ့တာပါငလင်းပေးတင်ပြည်သူများကိုသူမတနိုင်တဲ့ဘက်ကနေအချစ်မောင်းရှောင်းငွေအားလုံးကိုမန်လေးမြို့ရဲ့စကိုင်းမြို့ထဲမှာကိုရိုင်းသွားပြီးတော့လှူဒန်းပေးခဲ့တာဖြစ်ပါရီဖက်တီမာကလည်းသူမချစ်မောင်းရှောင်းငွေလေးကိုကလေးမွေးစေအတွက်စုဆောင်းထားတာဖြစ်ပါရီကလေးမွေးရင်သုံးဖို့စုထားပြီးမြဲကိုပြည်သူပြည်သားတွေကိုမြို့ကြီးကဒီလိုဖြစ်သွားတော့လှူဒန်းပေးခဲ့တာလို့ဆိုပါရီမန္တလေးမဲဆိုရင်တိုက်တဲ့ကြီးပြိုကျပျက်စီးသွားတာကိုကျောင်းတိုင်ဖုံတော်ကြီးစီသွားလှူခဲ့တာဖြစ်ပါရီသူကလည်းအခြားသောလိုအပ်တာတွေကိုတောင်းဝင်နေတာကြောင့်ငွေသားပဲလိုက်ပြီးတော့လှူပေးခဲ့တာဖြစ်ပါရီဖက်တီမာအပိုးတွေမလုပ်ဖဲနဲ့တကယ်လှူခဲ့တာကြောင့်သူမရဲ့ချွေးနေစာလေးတွေနဲ့စူးစမ်းခဲ့တာဖြစ်ပါရီသူမစင်ရဲသွားမှလည်းမကြောက်တော့လို့ချမ်းသာမှလည်းမကြောက်တော့ဘူးလက်လုံလက်စားဘဝတွေမို့ပို့ပြီးတော့ကိုကြီးစားတယ်လို့ပြပြခဲ့တာဖြစ်ပါရီသူမဟာကလေးမွေးဖွားဖို့ရတဲ့ပတ်စံ90နဲ့ရသလောက်လေးလှူဒန်းတာဖြစ်ပါရီအခုချင်မောင်းထက်ရောင်းရင်ရတဲ့ပတ်စံလေးနဲ့ထပ်စုပြီးတော့လှူပြအောင်ပါလို့ပြောခဲ့တာပါဖက်တီမာကုညီကေစေးနေရာတွေကိုလှူဒန်းခဲ့တာဖြစ်ပြီးတော့စေးရုံတရုံမှာ15သိန်းသို့မဟုတ်30လူမယ်လို့ပြပြခဲ့တာပါသူမအလူလုပ်ဖို့တွေးနေခဲ့တာကြာပြီဖြစ်ပြီးတော့အဲ့လိုငလင်ဘေးမှာလှူရတဲ့အတွက်ပြောပြီးတော့ပီတိမျက်ရည်တွေကြားရတယ်လို့ပြောလာခဲ့တာဖြစ်ပါရီဖက်တီမာသူမဘွားမှာတခါမှမလူဘူးပေမဲ့ဈေးရောက်လို့လာအားပေးမဲ့ customer တွေရဲ့ပတ်စံနဲ့လူဘူးတာလာဝယ်စားကြတဲ့ customer တွေလည်းအလူကြီးမှာပါဝင်ခဲ့တာပါလို့ပြောပြခဲ့တာဖြစ်ပါရီစိတ်ထားမွန်မြတ်လာပြီးတော့ရှိကိုရှိတိုင်းဖွေပြောတတ်တဲ့ဖက်တီမာဟာဒီချက်ပို့ပြီးတော့ရောင်းအားတွေကောင်းလာမှာအမှန်ပါပဲနော်ဝမ်းနဲ့ဝမ်းသာဖြစ်ရပြီးတော့သူမလူလို့ရှာတဲ့တွေ့ဝမ်းသာပြီးတော့ဒီလိုငလင်မြင်ကွင်းတွေစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ဆိုပါရီအခြားသူတွေအတွက်တော့သူမလူရဲ့လူဟာမပြောပါတော့ပေမဲ့သူမအတွက်တော့လူဟာပြည့်ပြည့်စုံတယ်လို့ပြောပြခဲ့တာဖြစ်ပါရီဖက်တီမာဓမင်းရှင်တွေတကူတကတနေ့တစ်ကြီးကလာရောက်ပြီးတော့အားပေးကြသူတွေကြောင့်သာလှူနိုင်တာဖြစ်ပါရီနောက်လည်းအများကြီးလူအောင်ပါပါလူဘိုလည်းဆန္ဒရှိပါရဲ့လို့ပြောပြခဲ့တာဖြစ်ပါရီဖက်တီမာဟာသူခုသူမမိခိုပြီးတော့ဈေးအောင်နဲ့ဖျားဝန်းကြီးနဲ့ဥပိန်တရားကြီးကိုလည်းလူကျင်နေတတအူးဆေးရုံနဲ့ပြိုကျခဲ့တဲ့ငလင်တဲခံရတဲ့ပြည်သူတွေကိုလည်းထပ်မံလူပေးခြင်းတယ်လို့ပြောပြခဲ့တာဖြစ်ပါရီဒီတော့ပရိသတ်ကြီးဖက်တီမာလေးရဲ့မုံမြတ်တဲ့စိတ်ထားလေးဟာချစ်စရာကောင်းလာပါတယ်နော်ပရိသတ်ကြီးတို့လည်းဖက်တီမာလေးရဲ့လူဒဏ္ဍာလေးကိုတာရုအနုမောဒနာခေါ်ဆိုနိုင်ဖို့အတွက်တင်ဆက်ပေးလိုက်ပါရရှင်ပရိသတ်တယောက်ချင်းစီတိုင်းလည်းကက်ကြီးလေးပါမှကင်းလွတ်ပြီးတော့ပျော်ရွှင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရနော်ပရိသတ်တယောက်ချင်းစီတိုင်းလည်းယခုကြုံတွေ့နေရတဲ့ကက်ဆိုးကြီးတွေကနေကင်းလွတ်ပြီးတော့ကျမ်းမာပျော်ရွှင်တဲ့နေ့တရက်တွေကိုပိုက်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးရနေပြီအခုဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်ခဲ့ကြပါရီအဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးရနေနှုတ်ဆက်လိုက်ပါရရှင်